တန်ရှင်းမှုကိုအလွန်မင်းဆွဲလန်းနေတဲ့အဖွားအိုကသူ့အိမ်တစ်လုံးလုံးကိုတိတ်တွေနဲ့ကပ်ပြီးရှေးခေတ်စစ်အကွက်တစ်ခုလိုအပိုင်းပိုင်းခွဲထားခဲ့တယ်။သူကအတူနေမဲ့လူငယ်ကိုတတိပေးလိုက်တယ်။အနီရောင်နေရာတွေကသူ့ရဲ့လုံးဝမဝင်ရတဲ့တိတက်နေရာများ။အဝါရောင်နေရာတွေကနှစ်ယောက်စလုံးအတူသုံးနိုင်တဲ့နေရာများ။အပြာရောင်နေရာတွေကတော့လူငယ်တစ်ယောက်ထဲသုံးခွင့်ရှိတဲ့နေရာများဖြစ်တယ်။ရေခဲတစ်တာအန်ဆွဲတွေဂတ်စမီဖို့စပွဲတင်စုံတွေတောင်ဘယ်သူသုံးရမလဲဆိုတာကိုအမှတ်သားတွေနဲ့တိတိကျကျခွဲထားတယ်။ဒါတွေမကသေးပဲသူမကအလွန်တင်းကျပ်တဲ့စီကံတစ်ခုကိုလည်းချမှတ်ထားတယ်။အိမ်ထဲကအိမ်သာကိုလုံးဝအသုံးမပြုရ။သူမကနှစ်ပေါင်းများစွာတယောက်ထဲနေလာခဲ့တာကြောင့်မသိတဲ့လူတစ်ယောက်နဲ့အိမ်သာကိုမျှဝေသုံးဖို့ကိုလုံးဝလက်မခံနိုင်ဘူး။ဒါကြောင့်လူငယ်ကအိမ်သာတက်ချင်တိုင်းအပြင်ကအများသုံးအိမ်သာကိုအလောတကြီးပြေးသွားရတယ်။အခန်းဖော်ရှာတော့ကတော့အဖွားနဲ့မြေးလို့အဆင်ပြေပြေနေကြမယ်လို့ပြောခဲ့ပေမဲ့တကယ်လက်တွေ့ဘဝမှာတော့သူမျှော်လင့်ထားသလိုလုံးဝမဟုတ်ခဲ့ဘူး။အဆင်မပြေမှုတွေများစွာရှိပေမဲ့အိမ်ငါးကအရန်စေးသက်သာလွန်းတာကြောင့်သူဆက်ပြီးတီးခံနေခဲ့တယ်။တမနက်စောစောမှာအဖွားကသူ့တကားကိုလာခောက်ပြီးအများသုံးနေရာတွေကိုတန်ရှင်းရေးလုပ်ပေးဖို့ပြောတယ်။သူတန်ရှင်းရေးအားလုံးပြီးသွားတဲ့အခါအဖွားကမနက်စာကိုအခမဲ့ပြင်ဆင်ပေးထားတာတွေ့ရလို့အံ့ဩသွားတယ်။ရိုးရှင်းတဲ့မနက်စာပဲဖြစ်ပေမဲ့နှွေးထွေးတဲ့စေတနာကိုခံစားရတယ်။ဒါပေမဲ့နှစ်ကိုက်လောက်စားပြီးချိန်မှာတော့အဖွားကရုတ်တရက်ဒီမနက်စာကိုကအမေရိကန်ဒေါ်လာ9ပေးရမယ်လို့ပြောလိုက်တယ်။အဲ့ဒီနေ့လေမှာမိန်းကလေးတစ်ယောက်ကသူ့ရဲ့နေမကောင်းတဲ့အမေကိုတွားပြုစုရမှာမို့ခွေးပေါက်လေးကိုခဏစောင့်ရှောက်ပေးဖို့အကူအညီတောင်းတယ်။လူငယ်ကခွေးလေးကိုလက်ခံထားပေမဲ့အဖွားကြောင့်အိမ်ထဲကိုတော့မဝင်ရဘူး။အဲ့ဒီအချိန်မှာခွေးလေးကဟောင်းလိုက်တာကြောင့်အဖွားထွက်လာတယ်။သူကခဏပဲစောင့်ရှောက်ပေးတာပါလို့အလျင်အမြန်ရှင်းပြပေမဲ့အဖွားကလုံးဝလက်မခံဘူး။သူကခွေးလေးကဘာပြဿနာမှမဖြစ်စေရဘူးလို့အထက်ထပ်ကတိပေးပြီးတလားလုံးအိမ်လုံးအားလုံးလုပ်ပေးမယ်လို့ပါပြောတယ်။နောက်ဆုံးတော့နှစ်ယောက်သဘောတူညီမှုရသွားတယ်။ဒါပေမဲ့အဲ့ဒီလအတွက်အိမ်ငါးခါကို20%ပို့ပေးရမယ်အဖွားကလည်းခွေးလေးကိုအတူတူစောင့်ရှောက်ပေးမယ်လို့သဘောတူခဲ့တယ်။တကယ်တော့အဖွားဟာမွေးရပါအေးဆက်မှကြောတဲ့သူမဟုတ်ဘူး။နှစ်ပေါင်းများစွာတယောက်ထဲနေလာခဲ့တာကြောင့်အဲ့ဒီလိုအချင်းဖြစ်သွားတာပဲ။ခွေးလေးကိုပြန်ပို့ရမယ့်နေ့ရောက်လာတဲ့အခါအဖွားကအတွင်းစိတ်မှာခွေးလေးကိုအရန်တွေ့တာနေပြီ။ဒါပေမဲ့အပြင်ဘက်မှာတော့ဘာမှမခံစားရသလိုဟန်ဆောင်နေတယ်။ခွေးလေးပြန်သွားပြီးနောက်မှာတော့အထီးကျန်မှုကသူမကိုထပ်ပြီးလွှမ်းမိုးလာပြန်တယ်။အဖွားရဲ့တငယ်ချင်းကအဲ့ဒီလူငယ်ကိုကိုမြေးလိုသဘောထားပြီးဆက်ဆံကြည့်ပါဒါဆိုအထီးကျန်တော့မှမဟုတ်ဘူးလို့အကြံပေးတယ်။ဒါပေမဲ့တစ်သက်လုံးတယောက်ထဲနေလာခဲ့တဲ့အဖွားကချစ်ခင်ကျင်နာမှုကိုဘယ်လိုဖော်ပြရမလဲဆိုတာမသိတော့ဘူး။သူမရဲ့စိတ်ထဲကအမှန်တကယ်ခံစားချက်တွေကိုဘယ်လိုဖော်ပြနိုင်မလဲ။